အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့မာခက်ကဒီစက်ခဲဆိုတာဘာကိုပြောရလဲဘယ်နေရာမှာသုံးတာလဲနောက်ချက်ကကြတော့အဲ့ဒါလေးကိုဘာပြန်လုပ်လို့ရတာလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်ရှင်စက်ခဲဆိုတာကကြတော့ကြီးနဲ့ပေါ်နဲ့ဆက်ထားတဲ့တက်တူတစ်မျိုးဖြစ်ပါတယ်ရှင်ဘယ်မှာသုံးတာလဲဆိုတော့ကျတို့ကအခုဗမာပြည်မှာခက်စားတာဆိုရင်15ပဲကြီး14ပဲနဲ့ပြားကြီး17ပဲကြီး17ပဲကြီးတို့ဖြစ်တဲ့ရွှေကြီးတွေကိုဆက်လုပ်တဲ့အခါမှာဆိုရင်အခေါရွှေရဲ့ပြောနေတဲ့စက်ခဲရဲ့ကိုဆက်လုပ်တာဖြစ်ပါတယ်ရှင်အဲဆိုရင်တော့မိမိလိုချင်တဲ့15ပဲကြီး14ပဲကြီး12ပဲကြီးကိုရရှိမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုပြောချင်တာမဟုတ်ပါဘူးစက်ခဲဆိုတာကြီးနဲ့ပေါ်နဲ့ဆက်ထားတာပေါ့နော်တနည်းအားဖြင့်ပြောလိုက်ရင်ကြီးဖို့ကွယ်ကြီးနဲ့ဆက်ထားတာပေါ့နော်ရွှေကို15ပဲကြီးလိုချင်ရင်အခောက်ထည့်ရမယ်စက်ခဲထည့်ရမယ်ပေါ့နော်အဲ့လိုမျိုးဆက်လုပ်တယ်အဲ့ဒါပြောချင်တာမဟုတ်ဘူးကျဲကအဲ့လိုမျိုးဆက်လုပ်ထားတဲ့15ပဲကြီး14ပဲကြီး12ပဲကြီးတွေကိုကျဲတို့ကလိုအပ်တဲ့ချိန်မှာကိုကနေပြီးတော့အခောက်ပြန်သွားချော့မယ်ဆိုရင်ချော့လို့ရပါတယ်အဲ့ဒါအခောက်ချော့တဲ့ဟာကိုလည်းလော်ပိုလို့ခေါ်ပါတယ်ရှင်ဒါဆိုရင်တော့ဒီဟာလေးတွေက easy ဖြစ်တယ်ဆိုရင်လည်းအခြေခံတက်ကြသိထားတဲ့လူတွေအတွက်ကတော့ဒီလိုမျိုးဆေးပြလို့လွယ်ကူနေမယ်လောကမသိထားတဲ့လူရွှေလောကကမဟုတ်ဘူးဒီလုပ်ငန်းကိုလောကမသိထားတဲ့လူတွေလည်းရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့လို့ဒီလူတွေကအကုန်လုံးကရွှေနဲ့မလော့ကင်ကြဘူးပေါ့နော်ဒါကြောင့်မို့လို့ဒီစက်ခဲဆိုတာလေးကိုသိထားတဲ့ခါကြလို့ရှိရင်ကိုမှရှိတဲ့15ပဲကြီး14ပဲနဲ့ပြားကြီးတွေလည်းအခောက်ပြန်ချောလို့ရပါတယ်ဒါကြောင့်မို့လို့ရွှေဝယ်တဲ့ခါမှာရွှေပြီးတဲ့ဆိုင်ကိုရွေးချယ်ဝယ်ယူဖို့လည်းနံပါတ်1အရေးကြီးတဲ့အချက်ဖြစ်ပါတယ်ရှင်ဆိုတော့ရွှေလုပ်ငန်းကိုစိတ်ဝင်စားတဲ့ဘက်ကဆက်ရမှမသိဘူးဆိုရင်တော့ကြက်ကဲစီမှာရွှေတန်းလေးတွေရှိပါတယ်ရှင်လစေလတန်းတက်ခွက်တစ်များဖွင့်ပြနေပါတယ်ဆက်သွယ်မြင်းမြဲမယ်ဆိုရင်တော့3995228613မှာမြင်းမြဲလို့ရပါတယ်ဒါကတော့တည်တဲ့သူတွေကတော့ကြော်သွားပေးပါမတည်တဲ့သူတွေတက်ပြောပြပေးတာဖြစ်ပါတယ်ရှင်